ဒီနေရာမှာလည်းပဲစမ်းပြီးလို့ပြောအောင်မယ်မြန်မာပြည်မှာတော့ဒီအတွေ့မရောက်သေးဘူးနဲ့တူတယ်ဟိုမလေးရှားသွားတော့ကအင်တာနက်မှာဘုန်းကြီးတစ်ပါးမြန်မာပြည်မှာတရားလာအထုတ်တဲ့ဘုန်းကြီးတစ်ပါးနေပြီးတော့အင်တာနက်မှာဆောင်းပါးတစ်ပုဒ်တင်ထားတယ်ဒါတရားနဲ့ပြိဿတ်တွေသိတဲ့တယ်လို့ထင်လို့ဘုန်းကြီးကဖောက်တဲ့ချပေးအင်တာနက်မှာသူကဗာတင်ထားတော့ဆိုရင်သောတာပန်တဂရဂံမဖြစ်ဖဲနဲ့အနာဂံတန်းဖြစ်လို့ရတယ်တဲ့ဝိပဿနာဉာဏ်ရင့်တန်သွားလို့ရှိရင်သောတာပန်တောင်ဖြစ်เสียမလို့ဘူးတဂရဂံအနာဂံခုံကျော်ပြီးတော့တက်သွားပြီးယဟန္တာတောင်ခုံကျော်ဖြစ်လို့ရတယ်လို့ယူဆသုတ္တပါဠိတော်တွေကိုသူကအကိုအကားဖြစ်ပြထားတယ်သူပြတဲ့ပါဠိထဲမှာအကိုအကားဆိုတာအင်္ဂုတ္တကဥက္ကသုတ်တို့ဥက္ကသုတ်ဆိုတာဆိုလိုရင်းကဥက္ခဆိုတဲ့တက္ကကြီးကသူ့ရဲ့ဓမ္မအရေးချင်းကိုဖော်ပြတဲ့အခါမှာသူဟာဩရံဘာဂိယတန်ရောစဉ်လို့ဆိုတဲ့တန်ရောစဉ်၅ပါးကာမဘုံနဲ့ပတ်သက်ပြီးဖြစ်တဲ့တန်ရောစဉ်၅မျိုးသူ့မှာပယ်ပြီးပါပြီလို့ပြောတာသူအနာဂံလို့ပြောတာအဲ့ဒီစကားကိုယူပြီးဒီလူကြီးဟာသောတာပန်မဖြစ်ဖဲတဂရဂံမဖြစ်ဖဲအနာဂံတန်းဖြစ်တယ်လို့သူကယူဆဖယားတောင်မှဖယားတန်းဖြစ်ရတာမဟုတ်ဘူးမြတ်စွာဘုရားတောင်မှအာနာပါနကမ္မထံကိုအားထုတ်ရင်းနဲ့ပထမဖြစ်တာသောတပတ္တိမဲ့နဲ့သောတပတ္တိဖို့ဖြစ်တယ်ပြီးပြီဆိုတဲ့အခါကျတော့သောတပတ္တိမဲ့သောတပတ္တိဖို့ကထပြီးတော့ဝိပဿနာကိုအဆင့်ထပ်ညှန့်လိုက်တဲ့အခါမှာသဂရဂါမိမဲ့သဂရမိဖို့ဖြစ်တယ်ထပ်ပြီးဝိပဿနာကိုအရှိန်မြင့်ပေးတဲ့အခါမှာအနာဂါမိမဲ့အနာဂါမိဖို့ဖြစ်တယ်ပြီးတဲ့အခါမှာဝိပဿနာကိုထပ်ပြီးတော့အရှိန်မြင့်လိုက်မှအရတ္တမဲ့ရတ္တဖို့ဖြစ်တာတစ်ချိန်နဲ့တခါတည်းသွားတာမဟုတ်ဘူးဆိုလိုတာကပုရိသင်ပုဂ္ဂိုလ်ရဲ့ဝိပဿနာနဲ့သောတာပန်ပုဂ္ဂိုလ်ရဲ့ဝိပဿနာဉာဏ်ချင်းတူနိုင်ပါမလားတူနိုင်ဘူးသောတာပန်ပုဂ္ဂိုလ်ရဲ့ဝိပဿနာဉာဏ်နဲ့သဂရဂံပုဂ္ဂိုလ်ရဲ့ဝိပဿနာဉာဏ်ရောတူနိုင်ပါမလားမတူနိုင်ဘူးအသိဉာဏ်ဆိုတာတစ်ခုနဲ့တစ်ခုကွာသွားတာကွာခြားသွားဆိုပါစို့လူတွေကထင်ကြတယ်တမ္မာဒိဋ္ဌိဆိုသူ့လည်းတမ္မာဒိဋ္ဌိရှိတာပဲငါလည်းတမ္မာဒိဋ္ဌိရှိတယ်ဒါပေမဲ့တမ္မာဒိဋ္ဌိဟာဒီဂရီတွေ level တွေမတူဘူးလူတိုင်းမှာဖြစ်တဲ့ဓမ္မအည်အသွေးတွေကမတူဘူးဒါကြောင့်မို့အိန္ဒြေရင့်ကျက်တယ်မရင့်ကျက်ဘူးဆိုတာအဲ့ဒါကိုပြောတာတတ္တဆတဲ့အိန္ဒြေတွေရင့်ကျက်ပြီးတော့ထက်မြက်လာတဲ့အခါရှိတယ်ဒီဗျာမပြောနဲ့လူမပြောတော့တရသီးတောင်တစ်ပင်ကအသီးလေးတွေကြည့်တရသီးလေးတွေကြည့်အသီးတိုင်းတစ်ခါတည်းမှဲ့တာဟုတ်ကဲ့အဆင့်ဆင့်သွားတာနော်အဆင့်ဆင့်သွားတာတရထဲနဲ့မှဲ့လို့မရဘူးအေးအဲ့လိုဒါက interpretation problem လို့ခေါ်တယ်အဓိပ္ပာယ်အယူအဆဘာသာပြန်ပုံမှားယွင်းချွတ်ချော်မှုတွေပေါ့သာသနာမှာဒါမျိုးတွေလည်းဖြစ်လာနိုင်တယ်နောက်ကြလို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကမဲ့ဖို့နိဗ္ဗာန်ဆိုတာဖားခုံတယ်လို့ခုံပြီးမရောက်နိုင်ဘူးတဲ့နာအာယတကေတဏိကေနေဝအညာပတိဝေတောစစချင်းရတ္တဖို့ထိုးရင်းသိတယ်ဆိုတာမရှိနိုင်ဘူးအနုပုပ္ပပฏิပဒါအနုပုပ္ပသိက္ခာအနုပုပ္ပပฏิပဒါအစဉ်တိုင်းကျင့်ရတယ်အစဉ်တိုင်းလေ့ကျင့်ပြီးတော့ယူရတယ်ဒီလိုပြောတယ်အဲ့ဒါလို့ကျင့်သုံးမှအဆင့်ဟာတဖြည်းဖြည်းမြင့်လာဒါတော့လောကမှာလည်းထင်ရှားပါတယ်လေကလေးတွေကြောင်းနေပြီးတော့ပညာသင်တာပဲကြည့်အောင်ပေါ့သူ့ level နဲ့သူသွားတာပဲမဟုတ်လားမူလတန်းအဆင့်မှာမူလတန်းအဆင့်ကိုအရင်သင်ရတယ်ပြီးတော့အလယ်တန်းအဆင့်သင်ရတယ်ပြီးတော့အထက်တန်းအဆင့်သင်ရတယ်နောက်ပြီးတော့တက္ကသိုလ်အဆင့်သွားတယ်တူပါမလားမတူဘူးအဲ့ဒီတိုင်းပဲကျင့်စဉ်တစ်ခုကဘယ်တော့မှအစခုံကျော်သွားလို့မရဘူးတဲ့သူကလည်းသူသွားတာသို့တော့ထက်မြက်တဲ့ပုဂ္ဂိုလ်တွေကြတော့တထိုင်နဲ့သောတာပတ္တိမဲ့သောတာပတ္တိဖို့သဂရမိမဲ့သဂရမိဖို့ဝိထိစိတ်ကလေးလောက်တင်ချပြီးတော့ mental process တစ်ဆက်တည်းဖြစ်သွားတာမျိုးဖြစ်တယ်အဲ့ဒါလို့တစ်ဆက်တည်းဖြစ်သွားတာပဲဖြစ်နိုင်တယ်ခုံကျော်ပြီးတော့သွားတာတော့ဖြစ်နိုင်ဘူး